ရှင်မန်းတောင်ကြီးကူဆိုတဲ့ကြံတချင်းတစ်ပုဒ်နဲ့ဖြောပြမှာဖြစ်တဲ့ပြကြောင်းပုံနဲ့ရှင်မန်းတောင်ကြီးကူတချင်းမှာကပြဖြောပြမယ်ဒေါ်သိန်းသိန်းချီဒေါ်နီလာဒေါ်နီဝီစင်မောကိုကြွားပါဖြစ်ကုန်ပါအဲ့ဒါကိုစောက်နေတာဒီဘတ်တက်အဲ့ဒါကိုစောက်ရကြားရတယ်ဆက်လက်ပြီးပြည်သူများကိုကြည်ပြောမဲ့ဒီတချင်းလေးကတော့ပြောပြကြည်ပြောဟုတ်ကြံမှာအလွန်မှ favorite ဖြစ်တဲ့အလွန်မှနာမည်ကျော်ကြားလူကြိတ်များတဲ့ရှင်မန်းတောင်ကြီးကိုဆိုတဲ့အချင်းလေးဖြစ်ပါတယ်။စိုက်ပါတယ်။အဲ့တော့လာတယ်ရှင်မန်းတောင်ကြီးကိုဆိုတဲ့အချင်းလေးကိုဆိုရင်စီတီရဲ့လှပြူပြူလေးများဖြစ်ကြတဲ့ဒေါ်သိန်းသိန်းကြီးဒေါ်နီလာဒေါ်နင်းနင်းဝီတို့ကနေပြီးတော့ကပြဂျော်ဒီ3တော်ခါမှာဖြစ်တဲ့အတွက်ပြည်သူများစုစားနားစုလေးလေဗျာ။ဒီလိုပုံဆိုင်ဟိုပေါင်းတယ်ကမမနီမ上徐家嘛，对啊，来骗我就要配。Oh,
ရရင်ကနေဖြေတော့ဒီဆက်မှာတော့ရေလောင်းရေသက်ရွက်ပြည်သူများစူးစားတော်မူကြပါကလေးကအလုံးငရဲကြီးရတယ်ဘယ်လောက်ရေလောင်းရေသက်ခံလာတယ်ငယ်ငယ်ညာရဲ့ကိုယ်ရဲ့တန်တဲ့ဆိုးမှာပဲဒီမဲ့စီချင်းစိတ်ကချီမပဲဘူးဆိုရင်စိတ်ဆိုးမှာပဲဟန်ကြီးလို့ဆိုရဲဘုရားကတမန်ဖြစ်ဒီရဲ့ရဲ့စီကြည့်ပြီးပါကိုယ်စိတ်နဲ့ရွှေရအောင်တပြတ်မှာစခင်ရဲ့ကိုယ်လုံးအောင်စိတ်ရှိစိတ်ကြည်မလို့ရဲ့နောင်နှစ်ခါရောတပြေးွယ်Satu ini lah kalau kau. Hah? Ini lah kalau kau. ဒီလောင်းရေပဲခံလာတယ်ငငယ်ချင်းတို့ရဲ့လုံမေးရဲ့တံပဲစီချင်းစိတ်ကချာပြီးမှန်ကြည့်လို့ရှင်နေဒီလောင်းရေပဲခံလာတယ်ငငယ်ချင်းတို့ရဲ့လုံမေးရဲ့တံပဲစီချင်းစိတ်ကကြည့်လေအပဲဘူးဆိုရင်စိတ်ဆိုးမှာပဲဟန်ကြည့်လို့ဆိုနေဘုရားရဲ့ဒီမြတ်တဲ့မပဲကိုကြမ်းမောင်းအားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့